တနေ့မင်းပြောက်ွယ်ကပြောင်းမာကသူများသမီးလေးအသွေးဒါကြောင့်အခွင့်တင်လို့ပြိုလူပြိုဆုံးလေးတခုပဲမေးခြင်းကားပြမလားလာငယ်ငယ်ရေးမြင်သူမျက်တောင်မခက်အောင်ကားပြမလားလာငယ်ငယ်ရေးပျော်ရွှင်ဖို့ပွဲနေမှာအိုးစီတန်တွေဆုံးမဲ့ဒီထင်းယူပင်အရေးတွေ့ရဆုံးရဝမ်းသာ